နဲ့အတူမိတ္တဟာရခွင့်ပြင်ဆင်ပေးတဲ့ဖျားရှင်ရဲ့ကျေးဇူးတော်ကိုအရင်ဥစွာချီးမွမ်းပါတယ်ပနာမကျမ်းမဖတ်ခင်မှာကျွန်မအနေနဲ့အစီအစဉ်လေးကိုပြောချင်တယ် worship အဖွဲ့ကအာရှနဲ့အဖွဲ့ဖြစ်ပါမယ်တက်ခံချိန်နဲ့ကျင်ညာချိန်ရှိမဲ့အလူငွေစကကဆရာခုပီးဖြစ်ပါမယ်ဒေသနာရှင်ကတော့ကျွန်မတို့ရဲ့တငယ်ချင်းဆရာဒူဘစ်ဂျမ်ဖြစ်ပါမယ်ဒီနေ့မှာတော့ဘာပြောမလဲ solo group sound တွေလည်းမရှိနိုင်တဲ့အတွက်ပါဝင်တဲ့သူတက်ခံချင်တဲ့လူအများကြီးကိုဖိတ်ခေါ်ပါတယ်လို့အချိန်အများကြီးဖြတ်ခင်ပြင်ဆင်ပေးတယ်လို့ပနာမကျမ်းအနေငယ်ဖတ်ကြားချင်တယ်တိမောသေဩဝါစာပထမဆောင်ခန်းကြီးနှင့်အပိုင်ငယ်လေးလူအပေါင်းတို့သည်ကဲတင်ချင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဖြတ်ခင်လိုတော်ရှိ၏ပတ်သွားတဲ့တမန်ကျမ်းဖြတ်ခင်အသစ်ဖန်ကောင်းကြည့်ပေးပါစေကျွန်မအနေငယ်ပေါ့နော်ဒီဖြတ်ခင်ရဲ့ယူပါယုံဟာပါလဲဆိုရင်ဖြတ်ခင်ရဲ့အလိုတော်ပါလဲကျမတို့အလိုတော်ကနဲ့ဖြတ်ခင်ရဲ့အလိုတော်မတူဘူးเนาะဥပမာကျမတို့အလိုတော်ဆိုတာလောကကြီးမှာအိမ်ကောင်းကောင်းနဲ့နေဖို့ဟုတ်တယ်ဒါမဲ့ကျမတို့အတွက်ဖြတ်ခင်ပြင်ဆင်ပေးတဲ့အရာပါလဲလူအပေါင်းတွေကိုကဲတင်ချင်းတို့ရောက်ပြီးတော့တမန်တရားကိုတည်ဖို့ဖျားလိုတော်ရှိတယ်ဒါကြောင့်မိတ်ဆွေဒီနေ့လာတဲ့သူတိုင်းကိုမိသားစုအတွက်တော့အရေးကြီးပါတယ်ဒါမဲ့ပါလဲဖျားသားသမီးတွေဆိုရင်ဖျားခင်ကျမအတွက်ကျမရှိတဲ့နေရာမှာဘာအလိုတော်ရှိလဲပေါ့နော်အဲ့ဒါလေးကိုဒီနေ့ကစပြီးပြန်လေးပြီးတော့ remind အနေငယ်လို့ချင်းတယ်ကျမလည်းခွန်အားရတယ်ကျမအဲ့ဒါလေးကိုအနေငယ်ခွန်အားပေးခြင်းနဲ့ကျမတို့ခရစ်တော်ရဲ့ယူပါယုံဟာတည်တည်လေးမဟုတ်ဘူးကျမတို့ဒီမှာရှိကြတဲ့အတင်းတော်တည်တည်လေးဆိုမဲ့ဖျားခင်ယူပါယုံကအကြီးကြီးဖြစ်တယ်ဥပမာဆရာခုပီးတယောက်ထဲနဲ့တခြားနိုင်ငံကိုယ့်ရဲ့မြန်မာပြည်ကြီးမှာရှိတဲ့ဘာပြောမလဲကိုမြန်မာပြည်ထဲမှာရှိတဲ့မြို့အတီးတီးမှာဖြတ်ခင်ကအလုံးလုံးနိုင်တယ်ဆရာခုပီးရဲ့ညီမလေးဆိုလည်းရှိတဲ့နေရာနဲ့ဖြတ်ခင်ကကျေပြန့်ဆင်းနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကျမတို့ဒီတေးသေးလေးမဟုတ်ဘူးအကုန်လုံးပြန့်လို့ရတဲ့ဖြတ်ခင်ယူပါယုံနော်နိုင်ငံတကာအတွက်ယူပါယုံထားပါကျမတို့အတင်းတော်အသေးလေးဖြစ်ကောင်းဖြစ်မဲ့ဒါမဲ့ကျမဖျားခင်ယူပါယုံကအကြီးကြီးဖြစ်တယ်နိုင်ငံခြားထိတောင်ရောက်နိုင်တယ်ဟုတ်လားကျမတို့ဖျားခင်ကနိုင်ငံခြားထိတောင်ခေါ်ရမယ်အခြေအနေမျိုးဖြစ်နိုင်တယ်ပေါ့ကျမတို့ယူပါယုံကအကြီးကြီးထားရအောင်အနေငယ်တခါလေကျမအသက်ရှူမဝါလို့တောင်းပန်တယ်နော်ရန်ကုန်ကတငယ်ချင်းတယောက်ပေါ့နော်နည်းနည်းဟာတာလေးပြောတယ်အေဝင်ကလေးပြောတာဘာပဲဖြစ်ဖြစ်ကိုကလက်တွေ့လဲလိုအပ်တယ်လေနော်ကိုကတည်ယုံနေမရကိုလက်တွေ့ဆင်းခိုင်းတယ်ပေါ့နော်ရန်ကုန်ကကဲတင်ချင်းတင်တန်းလုပ်တဲ့အချိန်မှာဆရာတယောက်ဘာပြောလဲကျမအေဝင်ကလေးသွားမယ်တဲ့သွားတဲ့အချိန်မှာသွားလူပြိုလေကောင်မလေးတယောက်ကိုအေးဝင်ကလေးသွားပြောမယ်တဲ့အဲ့အချိန်မှာသူ့ဘာပြောမလဲဆိုရင်ညီမလေးကိုဖျားခင်အရင်ချစ်တယ်လို့ပြောပြီးသူနည်းနည်းချောလို့ရှင်ကျွန်တော်ကလည်းချစ်တယ်လို့ပြောမယ်တဲ့ပြောချင်တာအဲ့ဒါဟာတာပေါ့နော်ဆရာခုပြူတဘောပေါအောင်ပြောလာတယ်ပြောချင်တာကျမတို့ကရှိတဲ့နေရာမှာဖျားခင်ကအတုံးပြုကျမတို့အချိန်ကိုဆူတောင်းခြင်းနဲ့ပဲဖြစ်ဖြစ်ကျန်းစာပတ်ခြင်းနဲ့အချိန်ပေးပါဘာမှမဟုတ်ရင်လည်းဖျားခင်အတုံးပြုနိုင်တယ်ဆိုတာကိုအနေငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်ခုချိန်မှာအာရှနဲ့အဖွဲ့ကိုယေရှုနာမဖြင့်အားလုံးလက်ခုပ်တီးပြီးကြိုဆိုကြရအောင်နော်အားလုံးပဲမင်္ဂလာပါအားလုံးမတည့်ရတဲ့ဖျားသခင်ကိုသူတို့ကချီးမွမ်းဖို့ရအတွက်ဖိတ်ခေါ်ချင်ပါတယ်အားလုံးလက်ခုပ်တီးတဲ့ဖျားသခင်ကိုချီးမွမ်းကြရအောင်
မရှိမဖြစ်လို့အပ်တာယေရှုဖျားသခင်ပဲဖြစ်တယ်အာမင်အားလုံးအတူတူကမျက်မှောက်တော်တွေကိုတွန်းဝင်ဖွယ်အတွက်ဖိတ်ခေါ်ခြင်းနဲ့ Hallelujah Amen So many done I made I should need do Yeshua should know drag out your soul tonight oh me out and yet dashin should know yes She me play, Yeshua, and then I like it. The Madia, could they do yare? Passing it by no do. You know him and my shit in my door. But what you want me more? Low it so low. Your mouth door in my, you know she needs you. Oh, you let me my arm in children, yeah, she's saving. I said it to go up the lane when come where to be questioning. Yeshua, my bien les chenilles do, I saw me done. You know that calm your soul tonight oh me out and yet dashin you know yes I'm Looking at my pen I'm denying yare you should die in your mama we get good at the day no never pen I know I'm a sheep but what I'm she me play Yeshua at the like the Madia can they know yare passing it by no do you know him and my shine in my door but what they want people low it time so long your mouth don't in my you know she needs you oh you let me she's I'm denying yare Yeshua in your mama we get good at pity no never sin I know I'm a sheep I'm denying yare Yeshua in your mama we get good at pity no never sin I know I'm a sheep I'm denying yare Yeshua in your mama we get good at pity no never sin I know I'm a sheep but what I'm she me play Yeshua at the like the Madia can they know yare passing it by no do you know him and my shine in my door but what they want people low it time so long your mom don't in my you know she needs you oh you let me my arm in children but what I'm she me play Yeshua the
လေးပြောမျက်မှောက်တို့တွေကိုတွင်ဖွယ်အတွက်ဖိတ်ခေါ်ခြင်းနဲ့ Hallelujah Amen Mynmar
们去过过千里马杜巴西贝的那罗摩多张古罗古耶稣的呢，贵的是东面毛多的毛表面上的去么呀多亏，过贵呀多亏，平时别让我多张古罗古耶稣的呢，真是也去那一的大马多了刚杜巴西贝的那罗摩巴，的可以说面多那马古米比耶稣当时个安那玛伊，阿门。ဖျားသခင်မြတ်မောက်တော်ထိဆွဲခေါ်ပေတော့ဒီနေ့ worship team များပေါ်မှာထူးကျေးဇူးတင်နေဖျားရှင်တာရွေးအသုံးပြုကြပါစေဒီနေ့အမတမဖျားသခင်ကောင်းချီးမင်္ဂလာခံစားတယ်ဒီနေ့ကျွန်တော်တို့ဒီရန်ကုန်ကနေကျွန်တော်မိတ်ဆွေဒီဒေါက်တာဒူဘစ်ဒေါ်ဇနီမောင်နှံပေါ်မှာလည်းထူးပဲကျေးဇူးတင်နေဒီနေ့သူတို့ထံကနေနှုတ်ကပတ်တော်ကျွန်တော်ကြားနာရမှာဖြစ်တယ်ဆိုတော့တကယ်ပဲထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့မနေ့ကကျွန်တော်ဒီနှုတ်ကပတ်တော်ဝင်ခါဖို့ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်ဒီမနေ့ပိုင်းအစီအစဉ်အတွက်ပေါ့နော်စဉ်းစားတဲ့အခါမှာဘာကြောင့်တော့တွေ့တယ်လဲဆိုတော့ကျမ်းစာထဲမှာယုံကြည်ခြင်းနဲ့လုံလောက်တယ်လို့ကျွန်တော်ထင်တဲ့ဥစ္စာမဟုတ်သေးပါလားယုံကြည်ယုံနဲ့မလုံလောက်ဘူးဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်သွားရတာယုံကြည်ခြင်းနဲ့မလုံလောက်ဘူးဆိုတော့ဘာများလိုအပ်တယ်လဲပေါ့ကျမ်းစာကြည့်တဲ့အခါမှာကျွန်တော်ယောမ30အပိုင်ငယ်ကိုဟာကေဒင်ချင်းနဲ့ပတ်သက်ပြီးတော့အရေးကြီးဆုံးကြံပိုက်ဖြစ်တယ်အဲ့ဒီမှာဗာပြောတဲ့ဆိုရင်တင်ဒီသခင်ယေရှုခရစ်ကိုယုံကြည်လင်းလို့မပြောဘူးအရင်မလာဘူးတင်ဒီသခင်ယေရှုခရစ်ကိုနှုတ်ဖြင့်ဝန်ခံ၍ဆိုတာအရင်လာတယ်ဆိုတော့ဘာဖြစ်လို့ဒီအကြောင်းအရာကိုကျွန်တော်တွေ့တယ်လဲဆိုရင်ဒီဘုရားသခင်ကကျွန်တော်နှုတ်ကိုအံ့ဩစရာကောင်းအောင်ဖန်ဆင်းထားတယ်အစွမ်းတတိနဲ့ပြည့်တယ်ဆိုတော့ကျွန်တော်မသိခဲ့ဘူးဓမ္မဟောင်းကျမ်းထဲမှာတော့ကျွန်တော်ဗာတွေ့ရတယ်လဲဆိုတော့အဖေကသားတွေကိုကောင်းချီးပေးတဲ့အခါမှာကဲလာကြကောင်းချီးပေးမယ်အဲ့ဒါကဘာပေါ်မှာသူတို့ရဲ့အကြားချင်းဆုံးအဖေကခေါ်ပြီးကောင်းချီးပေးဖို့ခေါ်ပြီးဆိုတော့အဲ့ဒါကဘာပေါ်မှာသူတို့ရဲ့အလိုချင်းဆုံးအတောင့်တဆုံးအရာဖြစ်တယ်ဆိုတော့တကယ်ကောင်းချီးပေးတဲ့အခါမှာတကယ်ကောင်းချီးနှစတွေရကြတယ်ဆိုတော့အဲ့ဒါတွေကျမ်းစာထဲမှာတွေ့ရတဲ့အခါမှာသူတို့ရဲ့နှုတ်ခဘယ်လောက်ထိကောင်းကြီးပေးတယ်လဲတုတ်တန်ကြံကြည့်တဲ့အခါမှာလူဆိုတာမိမိရဲ့နှုတ်အားဖြင့်ကျွန်တော်အကျိုးခံစားရတယ်နှုတ်ဟာဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတော့ကျွန်တော်စုမတောင်းခင်မှာယေရှုကသိတယ်ဒီနှုတ်စုတောင်းချက်ကိုဒါပေမဲ့ဒီနှုတ်ပြောပါပါစက်နဲ့အရင်ပြောပါပြောတဲ့အတိုင်းဖြစ်မယ်ဆိုတော့ကျွန်တော်နှုတ်ကပိတ်နေအလကားကောင်းကြီးမခံစားရဘူးဆိုတော့နှုတ်ကိုဖွင့်ပါအခုဆိုကျွန်တော်ဆိုရင်ချင်းနဲ့ပြည့်နေတယ်ကြောက်လန့်ကြတယ်အခုဆိုတော်တော်များမလာနိုင်ကြောက်တင်နေရမှာဘာလို့ဆိုတော့ဆိုရင်ချင်းနဲ့လူတိုင်းစိတ်ထဲမှာအုပ်ဆိုးနေတယ်ပြဿနာတွေအများကြီးအုပ်ဆိုးနေတယ်ဆိုတော့ဒါဝိဟာဘာဖြစ်လို့ဒါဝိဆိုတဲ့နာမည်တစ်လုံးနဲ့ကြံခဲ့တယ်လဲဆိုရင်သူကောလျက်ကိုနိုင်တဲ့နဲ့ကနဲ့စပြီးတော့ဒါဝိဆိုတာလူတွေကစတိလာတာဖြစ်တယ်ဒါဝိဆိုတဲ့နာမည်ကအဲ့ဒီမှာကောလျက်ကိုတိုက်ဖို့ရတဲ့သူထွက်တဲ့ခါမှာतू ချက်ချင်းငါဖျားတင်ငါ့ကိုကောင်းကြီးပေးဆိုဒီလူငါနိုင်မှာပဲလို့ तू ယုံကြည်ယုံတက်နဲ့ तू ရှေ့ကိုမထွက်သွားဘူးဘယ်လိုထွက်တယ်လဲဆိုရင်ကောလျက်ကိုရှေ့ကိုထွက်တဲ့ခါကျရင်ပါစက်နဲ့အရင်ဝန်ခံတယ်ဘယ်လိုဝန်ခံတယ်လဲဆိုရင်ကဲဒီနေ့မင်းရဲ့ခေါင်းကိုငါဖြတ်မယ်ပြီးမှကောင်းကင်ကငှက်တွေကမင်းကိုစားမယ်မတိုက်သေးဘူးနော်မတိုက်ခင်မှာပါစက်နဲ့နှုတ်နဲ့အရင်ကြွေးကြောတာပြောချင်တာကပါစက်ရဲ့တကောဟာဘယ်လောက်ထိကောင်းကြီးဖျားတင်ကောင်းကြီးပေးတယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ယေရှုကလူတွေကိုကြားမှာဆဲတဲ့ခါမှာကဲလူတယောက်ကခေါ်တယ်ကဲဒါဝိသားတော်ယေရှုငါ့ကိုကယ်ပါငါ့ကိုလွန်မသွားပါနဲ့လို့အော်တဲ့ခါမှာ तू ကဲဘယ်သူလဲအော်တဲ့ तू ငါ့ခေါ်ကဲမင်းအရန်ကန်ကောင်းတဲ့လူပဲဟောမှာတခင်ခေါ်နေပြီတွားလိုက်တိတယ်လေမျက်ကန်းဆိုတော့ယေရှုမင်းဘာဖြစ်ချင်လဲမင်းစရာပြောစရာမလိုဘူးလေမျက်ကန်းကမျက်စိမြင်ချင်မှာပေါ့ဒါမဲ့ယေရှုလူချင်တာသူ့ပါဇက်ကနဲ့ဘာဖြစ်ချင်တယ်လဲဆိုတော့ तू ပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာကဲဒါဆိုရင်ငါပြန်မြင်ချင်တယ်ကွာโอเคမင်းယုံကြည်တဲ့အတိုင်းမင်းပေါ်မှာတက်ရောက်ပါစေမင်းယုံတဲ့အတိုင်းလို့ပြောတဲ့အခါမှာကျွန်တော်ယုံတဲ့အရာပါဇက်နဲ့ပြောတဲ့အခါမှာအမှန်တကယ်ကျွန်တော်ပေါ်မှာပြည့်စုံတာဖြစ်တယ်ကျွန်တော်ကျမ်းစာထဲမှာဂတိအများကြီးရှိတယ်ခမရတို့ကိုအမီးမဟုတ်ဘဲနဲ့ဥခေါင်းဖြစ်စေမယ်ခမရတို့ကိုချီးယူသူမဟုတ်ဘဲနဲ့ချီးငှားတော်သူမင်းတို့ကိုဖြစ်စေမယ်မင်းတို့ဟာကောင်းကြီးပေးမယ်မင်းတို့ကိုကြွယ်ဝစေမယ်လို့ပေးတဲ့ဥစ္စာ
ငါဖျားရင်လည်းငါဖျားပြီဆိုတဲ့ဥစ္စာနဲ့ပဲစိတ်ထဲမှာကျွန်တော်ဆွေးလန်းခြင်းမဟုတ်ဘဲနဲ့လုံးလုံးရှယ်ဖျားနေသေးတယ်ကျွန်တော်ရဲ့ကိုလျက်ကြီးကဘယ်လိုပြောမလဲအခြေအနေမကောင်းတဲ့ဖျားနာခြင်းလည်းဖြစ်နိုင်တယ်ကျွန်တော်ရဲ့ကိုလျက်ကြီးကကျွန်တော်ရဲ့အကျွေးလည်းဖြစ်နိုင်တယ်အဲ့ဒီအကျွေးကိုလျက်ကြီးပဲဖြစ်ဖြစ်အကျွေးကျွန်တော်ဒီဖျားနာခြင်းပဲဖြစ်ဖြစ်အကျွေးအိမ်ထောင်ရဲ့ပြဿနာပဲဖြစ်ဖြစ်အဲ့ဒီကိစ္စဟာကျွန်တော်မတိုက်ခင်မှာဒါဝိဒ်ကကဲမင်းကိုငါနိုင်ပြီကွာကောင်းဖြတ်မယ်မတိုက်ခင်မှာကြွေးကြော်တယ်လို့ယေရှုနာမနဲ့ဒီနေ့ငါအောင်မြင်ခြင်းရပြီဆိုပြီးတော့တင်ကြွေးကြော်ကြည့်လိုက်ဒီနေ့ပြဿနာဟာအစီမပြေသေးပဲမဲ့အစီမပြေတဲ့အချိန်မှာကြွေးအရင်ကြွေးကြော်ရတယ်အဲ့ဒါပြင်မအောင်မြင်ခြင်းဆိုတော့ဖျားတင်ကျွန်တော်ပြင်မှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်နှုတ်ကိုအလကားမပိုက်ပါနဲ့ဖွင့်ပါပြောပါနေ့တိုင်းမနေ့အရာထားတာနဲ့ခေါင်းကြီးကိုတောင်းခံပါရာဘဲရဲ့ဆုတောင်းချက်ကအင်မတန်မှဖျားတဲ့နှလုံးကိုတူးထိတယ်ကဲဒီတစ်ခါငါကျန်းစာထဲအလူတွေကိုငါ generation ကိုငါရတွက်ပြမယ်နော်သူဘယ်သူရှက်သူရဲ့သားစင်ကဘယ်သူရဲ့မြေရဲ့ဘယ်သူရာဘဲဆိုတာရှိတယ်နေအောင်ဒီလူအကြောင်းငါပြောချင်တယ်ဒီလူကထူးဆန်းတဲ့လူပဲဆိုတော့ဖျားကပြောတယ်ဒီလူထူးဆန်းတဲ့လူပဲငါပြောမယ်ဆိုဘယ်သူများလဲလို့ရာဘဲဖြစ်နေတယ်ဆိုတော့သူ့အမေကသူ့ကိုမွေးတဲ့ခါပြန်တမ်းမှသူဟာဘယ်လိုပြောမလဲသူဟာခံစားရတယ်သူ့အမေကခံစားရတယ်ဆိုတော့ဒီလူကထူးဆန်းတဲ့လူရဘက်ဆိုတော့ဒီရဘက်ကဘယ်လိုထူးဆန်းတယ်လဲဆိုရင်ဖယားကိုကောင်းကြီးတောင်းခံတဲ့အခါမှာတကယ်အမှန်တကယ်ကြွေဝတဲ့ကောင်းကြီးကိုထိမိတောင်းတဲ့အတွက်ကြောင့်ဒီလူရဲ့အကြောင်းကိုကျွန်တော်ကျမ်းစာထဲမှာပါတာဖြစ်တယ်ဖယားငါ့ကိုကောင်းကြီးပေးပါအဲ့ဒီကောင်းကြီးအမှန်တကယ်ကောင်းကြီးကိုဖြစ်စေခြင်းနဲ့ဆိုပြီးတော့ဖယားကိုတောင်းတာဒီနေ့ထိကျွန်တော်နေ့တိုင်းဆုတောင်းတာဘယ်လိုတောင်းတယ်အဲ့ရနုထားတယ်ဖျားခင်ဒီနေ့နုထားရတော့ခွင့်ပေးတဲ့အတွက်ယေရှုတင်တယ်ကောင်းကင်တကားဖွင့်ပြီးတော့ကျွန်တော်အပေါ်မှာကောင်းသောအရာအလုံးစုံကိုတိုးလောင်းတော်မူပါဆိုပြီးတော့အမြဲတမ်းကျွန်တော်ရဲ့အသက်တာထဲမှာနေ့တိုင်းကျွန်တော်ကောင်းကြီးဖျားခင်တောင်းလျှောက်တယ်အဲ့ဒါပဲနဲ့စတယ်လဲဆိုရင်ယာဘဲရဲ့ကောင်းကြီးတောင်းခံတဲ့အရာကိုကျွန်တော်ဖတ်တဲ့အခါမှာဖျားကိုကျွန်တော်တောင်းခံဖျားကငါတို့လူအချက်ကိုသိတယ်တင်းတို့ဆုမတောင်းခင်မှာတင်းတို့လူအချက်ကိုသိတယ်ဒါပေမဲ့တင်းတို့ဒီတသနာပါလူတွေလူဒီရှိဝဲလူတွားမတောင်းပါနဲ့မင်းတို့လူချင်တာကိုပဲတက်ဖျားကိုပြောပါဖျားကတင်လို့တာတိပဲမဲ့တင်တောင်းဖို့ဖျားတင်လို့တယ်ပြောချင်တာကနှုတ်ကိုဖွင့်ပါကောင်းကြီးကိုပြောပါမဆဲပါနဲ့ကိုသားသမီးတွေကိုလည်းဘယ်လိုပြောမလဲမင်းတော်တော်အားရပဲမင်းငတုံးပဲဆိုရင်တဖြည်းဖြည်းတုံးတော့မှာဘာလို့လဲဖယားတခင်ကထူးထူးဆန်းဆန်းလူဖန်ဆင်းတာကဒီနှောက်မှာတကူထည့်ထားလို့ဖြစ်တယ်ဆိုတော့ဒီတကူကိုအတုံးပြုတ်ပါဒီတကူကိုအတုံးပြုတ်ပါဆိုပြီးတော့ထပ်ပြီးတော့ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်ဆိုတော့ယေရှုတင်တဲ့ဒီနေ့နှောက်ကပတ်တော်ဝင်ခါမှာကကျွန်တော်ဒီဒေါက်တာဒူဘစ်ဖြစ်ပါလိမ့်မယ်ဆိုတော့အခုချိန်မှာတော့ကျွန်တော်တက်တဲ့ခါမဲ့ခုနတပါပရိပြောသလိုပဲတက်တဲ့ခါစီမှာရှိရင်တက်တဲ့ခါမဲ့အချိန်ဖြစ်ပါလိမ့်မယ်အဲ့တက်တဲ့ခါပြီးမှပဲအလုံးငွေအတွက်နေရာယူမှာဖြစ်တယ်တထမအောင်ဆိုပါတော့ဖခင်ရဲ့အကောင်းမြတ်တဲ့အကြောင်းတွေပြန်လဲပြီးမှတက်တက်ခံဖို့အခွင့်ပေးတဲ့ဖခင်အကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့နိုင်ငံရေးချင်းနေမကောင်းတဲ့ကြားတွေကဒီနေ့ဖခင်သခင်ကတဲ့နဲ့ကျွန်တော်ဒီနေ့တစ်ချိန်တည်းအသက်ရှင်ခွင့်ပေးတာဒီနေ့ဖခင်သခင်ကတဲ့နဲ့အတူပါရှိလို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့တက်တက်ခံတဲ့ဂျမ်ပိုက်လေးရတော့ယောမဩဝါဒစာထဲမှာရှိတယ်ယောမဩဝါဒစာအခန်းကြီး1အပိုင်းငယ်16ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ဆက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဦးစွာ၌ယောရလိုနောက်လိုက်ဟေလတလိုယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စီသောဖျားသခင်နှင့်တကူတော်ဖြစ်သည်ပြီးရင်ကျွန်တော်တို့အခန်းကြီး9အပိုင်းငယ်8ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်များလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏ဆိုပြီးမှဒီနှုတ်ကပတ်တော်ကျွန်တော်ဆင်ခြင်လိုက်တဲ့အခါမှာထက်ခါပေါ့နော်ယေရှုခရစ်တော်ကသူ့မှာနေရာမရှိဘူးလားပေါ့နော်ဒီလောကဘာဖြစ်လို့ကဲဖို့ကြွလာတာလေဒီတည်င်းကောဟာဒီနေ့ကျွန်တော်တို့ဒီတည်င်းကောလောက်ကောင်းတဲ့တည်င်းဘာမှမရှိတော့ဘူးဖြစ်တယ်လောကအရာမှာဒီအရာလောက်အရေးကြီးတဲ့ဘာမှမရှိတော့ဘူးဖြစ်တယ်အဲ့တော့ကျွန်တော်ဘဝမှာတခါတည်းကျွန်တော်စဉ်းစားမိတယ်ကိုရောဒီလောကမှာကျွန်တော်တယောက်တည်းပဲအသက်ရှင်နေတယ်ဆိုရင်ယေရှုခရစ်တော်ကြွလာမယ်ဆိုတော့ကျွန်တော်ကိုဘယ်လောက်ထိချစ်ခဲ့တယ်လဲဆိုပြီးမှကျွန်တော်ဒီနောက်ကပတ်တော့ပြန်လေပြီးမှဆင်ခြင်လိုက်တဲ့အခါမှာတိတိမခံပဲတဲ့
နေနိုင်ဘူးဖခင်ရဲ့ကောင်းမြတ်တဲ့အကြောင်းတွေမပြောဘဲနဲ့ကျွန်တော်မနေနိုင်ဘူးဖြစ်တယ်အဲ့တော့ကျွန်တော်ညီမလေးနဲ့တို့တချင်းလေးတစ်ပုတ်နဲ့လဲကျွန်တော်တို့တက်တည်ခံတာဖြစ်ပါတယ်လို့ကျွန်တော်တို့ညီကိုထဲမှာသူမင်းကလေး2ယောက်ရှိတယ်ပေါ့နော်သူကအငယ်မဖြစ်ပါတယ်လို့ကားတိုင်းမှာကျိုးဆိုတဲ့တခြင်းလေးအဒီပဲရပါတယ်ဒီနေ့ကျွန်တော်တို့ထိုကားတိုင်းဟာဒီနေ့တကယ်ပဲကျွန်တော်တို့အပြစ်လွတ်တဲ့ကားတိုင်းဖြစ်တယ်ယေရှုခရစ်တော်ရဲ့အသွေးတော်ဟာဒီနေ့ကျွန်တော်တို့အတွက်တကယ်ပါပဲကျမ်းမာစေတဲ့အသွေးတော်ဖြစ်တယ်ကျွန်တော်တို့အပြစ်အားလုံးတို့ကိုဘယ်လောက်ပဲချင်းနေပါစေဒီနေ့မူးပွင့်ကဲ့သို့ပြန်လည်ပြီးတော့ဖြိုစေတဲ့အသွေးတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကားတိုင်းမှာကျိုးဆိုတဲ့တခြင်းလေးနဲ့ကျွန်တော်တို့ဘုရားသခင်ကိုချီးမွမ်းချင်ပါတယ်လို့ကားတိုင်းမှာကျိုးကိုတော်ဝေခံမို့တော်ဆောင်ရွယ်ကျွန်တော်အလင်းမရှမ်းနောကပတ်တော်ချေမွန်မြောက်စားတိုင်တော်မြတ်ဝါကြွားရတိုင်တော်တွင်တိုင်တော်တွင်ပါထမအလင်းနှင့်ကျွန်တော်နှလုံးမဝတ်ထိုးလေးသွား၏ထိုမယုံချင်ဖြင့်အလင်းကိုမင်းသည်ရာကိုတနေလုံးဝမြောက်လက်ရှိယေရှုဝ
တည်ပါစေ ကျွန်တော်တို့ခုအလုံးငွေကိုခံဖို့ပြပါတယ်ကျွန်တော်အလုံးငွေစကဖို့အတွက်ကျွန်တော်စံစာတစ်ပိုက်လေးဖတ်ချင်ပါတယ်ကိုကိုရန်တူဒုတိယဩဝါဒအစာဆုံးအခန်းကြီး9အပိုင်ငယ်30မြို့စစ်ကျဲတို့သူအားမြို့စစ်ကို၎င်းအစာအာဟာရကို၎င်းပြီးတော်မူသောသူသည်တင်တို့အားမြို့စစ်ကိုပြီး၍ပွားများစီတော်မူမီတင်တို့၏ဖြုံးမချင်းကိုလည်းကြွယ်ဝစီတော်မူမီအလိုတော်ငွေစက်ကကြပါစို့ဟာလေလုယဟာလေလုကောင်းမြတ်ဆောင်လင်တော်မူ၍ဒါသမီးတို့ကိုနေ့အစဉ်တိုင်းကွယ်ကဆုံးမ၍ဂုဏ်ချီးပြီးတော်မူသောဖခင်ကိုရောကျေးဇူးတော်မြတ်ကိုချီးမွမ်းပါ၏ကိုရောရှင်ဒီနေ့ကိုရောရှင်ပြန်ထမြောက်တဲ့နေ့မှာဂျမဆွာနုထရသောအခုံကိုပြန်ဆင်ပြီးတမကဒီနေ့မှာပြန်လေပြီးမှကိုရောနဲ့မိသားရဖွေရသောအခုံကိုပြန်ဆင်ပြီးတော့ကြောင့်ကိုရောကျေးဇူးတော်မြတ်ကိုချီးမွမ်းပါ၏ယေရှုတပါတီတလင်ကပါအဆက်ဘုံကြည်ပါစီဒါသမီးတို့ဒီကိုရောမြတ်ထဲမှာတူဝန်တဲ့အခါမှာလက်ချစ်တဲ့မလာပါကိုရောနိုင်ငံတော်ချက်ပြန်ဖို့အတွက်အလိုတော်ငွေအနေငယ်မြတ်ကိုယူဆောင်လာခဲ့ပါတယ်အလိုတော်ငွေများကိုကိုရောနိုင်ငံတော်ချက်ပြန်ဖို့အတွက်ကိုရောဘုံတွေထင်ရှားဖို့အတွက်ကိုရောရှင်လေးအသုံးပြုတော်မူပါတန်ရှင်တော်လေးတို့ထဲတို့အနံပါ၏ပြီးလို့ကျတော့တသမီးစစ်တဲ့အသက်တာပေါ်မှာလေကိုရောရှင်ဒီနေ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းဆိုကျေးဇူးမြတ်ကိုရောရှင်လေးတွန်းလောင်းပေးတနာတော်မူမိအကြောင်းနဲ့ဒါသမီးတို့အချိန်နဲ့အလုံးစုံတဲ့ကိုစိတ်နှလုံးသုံးပါစလုံးတို့ကိုလက်ထဲတို့ပြန်လည်ပြီးအနံလိုက်တဲ့အခါမှာဒီချင်းကိုအောင်မင်းတို့နာဇရက်မြို့သားယေရှုနာမနဲ့ဤအလိုတော်မြတ်ကိုစိတ်ကအနံပါရပါအာမင်ကျွန်တော်ဒီနေ့အလှငွေအတွက်ဆူတောင်းတခြင်းမရှိပါဘူးလို့အခုချိန်မှာတော့ကျွန်တော်ဒေသနာကိုပဲအလှငွေကောက်ရင်းနဲ့ပဲအခုချိန်ကအရေးကြီးတဲ့ချိန်ဆိုတော့ကျွန်တော်ဒီအချိန်မြရအောင်နောက်ကပတ်တော်ဝင်ခါပြမဲ့ဆရာကိုပဲကျွန်တော်ချက်ချင်းကျွန်တော်တို့ကိုဖိတ်ခေါ်มาဖြစ်တယ်သူကကျွန်တော်အင်မတန်မှခင်မီဟင်းနေတဲ့တင်ငယ်ချင်းတယောက်ဖြစ်တယ်ဆိုတော့ရန်ကုန်ကနေဒီထီကိုလာရောက်တာဖြစ်တယ်ဆိုတော့သူအင်မတန်မှဖျားကိုချစ်တယ်လူငယ်လေးဖြစ်တယ်ဒါပေမဲ့သူအင်မတန်မှဖျားတီကိုချစ်တယ်ဆိုတော့သူမကလေးနှစ်ယောက်နဲ့တပိုင်းပေါ့နော်နှစ်ယောက်နဲ့တပိုင်းရှိနေတယ်ဆိုတော့တကယ်ပဲသူအင်မတန်မှဖျားကိုကြောက်ရွံ့တယ်ဖျားကိုတခင်ကိုချစ်တယ်အမှုဆရာဖြစ်ပါတယ်လို့နော်ဒီနေ့သူကိုကျွန်တော်အားလုံးကဖိတ်ခေါ်ဖြစ်တယ်ကျေးဇူးပြုပြီးတော့အားလုံးလက်ခောက်တီးပြီးတော့ကျွန်တော်ဆရာကိုဖိတ်ခေါ်ရအောင်အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ထင်တာတော့ဒီ Grace ညနေပိုင်းလူငယ်အစီအစဉ်မှာအခုလိုပါဝင်ရမယ်လို့မထင်တာဘူးပေါ့နော်ကျွန်တော်ဟာရောက်တာတော့၄လလောက်တော့ရှိပြီ၄လအထက်မှာကျွန်တော်တငယ်ချင်းလည်းဖြစ်တယ်ဆရာလည်းဖြစ်တယ်အကိုတယောက်လိုလည်းဖြစ်တယ်ပေါ့နော်ဒီအတင်းတော်ညနေအစီအစဉ်ကိုကျွန်တော်အမြဲပန်ချင်တယ်ဒါပေမဲ့အချိန်တိုင်းမရလိုက်ဘူးပေါ့နော်ဆိုကျွန်တော်တို့မှလည်းညီမလေးတယောက်ကထောင်ကြတာရှိရယ်ဆိုတော့ညနေပိုင်းဆိုရင်ကျွန်တော်ဒီ Grace ကဒီ၄နိုင်လောက်ပြီးတဲ့အချိန်မှာကျွန်တော်ထမင်းပို့တဲ့အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့အရင်ပါဝင်ခြင်းပဲမဲ့လည်းမပါဝင်ဖြစ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်နာမည်ကတော့ The Big Gem လို့ခေါ်ပါတယ်The Big Gem လို့ခေါ်ပါတယ်ဒေါက်တာဆိုတာကျွန်တော်ဒီကျန်းစာဒီဓမ္မဘက်ကရတာမဟုတ်ဘဲနဲ့ကျွန်တော်ဒီ secure ပေါ့နော်ဒီဝီဇာနဲ့ရတာဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်နဲ့ပြီးခဲ့တာဖြစ်ပါတယ်ဆိုတော့
ရှူစွာကျွန်တော်ကတော့ဒီနေ့ညနေမနေ့ကဆရာအချက်နဲ့မိသားစုဆုံတဲ့ခါမှာဒီနေ့ညနေပိုင်းမှာတရားဟောဖို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြောင့်ဒီတော်တော်များများချင်းအတိုင်းဝိုင်းကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ရန်ကုန်က96 1996ခရရောက်ပါတယ်ဒါပေမဲ့ကိုပါဝင်တဲ့အသင်းတော်ကဟို live church ဖြစ်တယ်ပေါ့နော်ချင်းအသင်းတော်ဖြစ်တဲ့အတွက်ချင်းလို့ပဲပြောရတာဖြစ်တယ်အခုလောလောဆယ်ကျွန်တော်ညနေမှာတရားဟောဖို့ပြင်ဆင်တဲ့ခါမှာလဲကျွန်တော်စီမှာဒီဟိုပါပေါ့ပမာချမ်းစာမရှိဘူးပေါ့နော်ဆိုတော့ဖုန်းနဲ့ကြည့်ရပြန်ရေးရတဲ့လေးထလေးတွေရှိရပါတော့ဆိုတော့ဘာသာစကားမှာကျွန်တော်အားနေတာတော်တော်များပါတယ်အဲဒါကိုကျွန်တော်ဟောပြောတဲ့အစဉ်မှာပဲဖြစ်ဖြစ်မှားသွားတဲ့စလုံးပဲဖြစ်ဖြစ်ပါနော်ခွင့်လွှတ်သိခံပေးဖို့တောင်းဆိုချင်တာဖြစ်ပါတယ်ဒီနေ့ညနေကကျွန်တော်တရားဟောတာတက်ဆိုင်တက်သိခံမယ်ဆိုတဲ့ဟာမျိုးနဲ့တက်လာတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အမှန်တကယ်တော့ကျွန်တော်ရန်ကုန်2019မှာကCOVID-19 စဖြစ်လာတဲ့အခါမှာအသင်းတော်တော်များများဒီ2020 March လလောက်မှာစပြီးတော့တော်တော်များများအသင်းတော်ပိတ်ရပါတယ်ဒီအပြင်မထွက်ရဘူးเนาะနေ့စဉ်ခက်ခွာနေရမယ်ဆိုတော့အသင်းတော်လည်းတက်ခွင့်မရှိဘူးဆိုတော့ဒီကျွန်တော်တို့ပွဲတော်ပေါ့နော်ပွဲတော်ကိုဘယ်လောက်ထိမစားခဲ့ရလဲဆိုတော့တစ်နှစ်ခွဲနီးပါးလောက်ထိမစားခဲ့ရအောင်ဆိုတော့ကျွန်တော်ချင်းတောင်ရောက်တဲ့ခါမှာချင်းတောင်မှာတော့အသင်းတော်တွေမှာအာရပါရအခုဒီမနေ့ဒီနေ့ညနေလို့ပဲပေါ့နော်အာရပါချီးမွမ်းတဲ့အချိန်တွေ့တဲ့ခါကျကျွန်တော်အရင်ကြေကွဲရတယ်ငိုကြွေးရတယ်ပေါ့နော်အိမ်မှာကျတော့ကျွန်တော်မိသားစု4-5-6ယောက်ကိုကျွန်တော်ဂီတာတီးပြီးတော့အဖိုးကတရားဟောလိုက်ကျွန်တော်တရားဟောလိုက်နေအပတ်တိုင်းကတော့ဟိုကျွန်တော်မိတ္တဟာရအဖွဲ့ရှိရယ်အိမ်မှာတော့ဟိုပြုအစီအစဉ်လေးတော့ရှိရယ်ပြောချင်တာကဒီလူငယ်အတိုင်းဝိုင်းတော်၎င်းအသင်းတော်မှာပါဝင်ခွင့်မရတာတစ်နှစ်ခွဲနေပါကြော်လာတဲ့ခါမှာတော်တော်လေးဟိုပါပေါ့ဒီအပေါင်းအသင်းနဲ့ကျွန်တော်အတူတူကဖခင်သခင်ဂုဏ်တော်ချီးမွမ်းခြင်းအစီအစဉ်တွေမှာပါဝင်ခွင့်မရတဲ့အတွက်အင်မတန်မှဟိုတောင်းတခဲ့တယ်ပေါ့နော်အဲ့ဒါချင်းတောင်ရောက်မှာပဲကျွန်တော်ဒီအရာလေးတွေကိုကျွန်တော်တွေ့ရှိတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ညနေမှာကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ရှင်လုကာဖြစ်ပါတယ်ရှင်လုကာအခန်းကြီး30အငယ်41-42ဖြစ်ပါတယ်ကျွန်တော်ဖတ်ပါမယ်ယေရှုကမာသာသင်သည်များစွာသောအမှုတို့၌စိုးရင်၍နှောက်ယှက်ခြင်းကိုခံရ၏လိုသောအရာတစ်ခုတည်းရှိမာရိမူကားကောင်းသောအဖို့ကိုရွေးယူပြီးသူအဖို့ကိုအဘယ်သူမျှမနှုတ်မယူရဟုမိန့်တော်မူ၏ဖတ်သွားသောကျမ်းပိုက်အဖြစ်အရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဆိုတော့ယေရှုကအသက်30ထိကျွန်တော်နာဇရက်မှာသူ့ရဲ့မိဘတွေနဲ့မောင်နှမဟောပေါ့ငီကိုမောင်နှမတွေမိသားစုမှာကြီးပြင်းတာတွေ့ရတယ်သူ့ရဲ့အဖေအမေရဲ့တုန်သင်မှုအောက်မှာကြီးပြင်းတာဖြစ်တယ်ဒါပေမဲ့နှစ်30လုံးလုံးကိုဘုရားသခင်ကသူ့ရဲ့ဒီခမဲတော်ဆေလွတ်တဲ့အရာကိုပြင်ဆင်တာဖြစ်တယ်ပေါ့နော်ပြင်ဆင်တဲ့အခါမှာဒီ3နှစ်30ကျော်လာတဲ့အခါမှာသူကဒီဘုရားသခင်ဒေသနာဒီ gospel news ပေါ့နော်တရင်ကောင်းကိုဖြန့်ဝေတဲ့အချိန်မှာသူသွားနေကြနေရာတစ်ခုရှိပါတယ်Bethany လို့ခေါ်တဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင် Mary Martha Lazarus ဆိုပြီးတော့ညီကောင်မောင်နှမ3ယောက်ရှိတယ်အဲ့ဒီနေရာကိုသူကအမြဲတမ်းဟိုပါပေါ့ခီးသွားရင်ဝင်ပြီးတော့သူတို့အိမ်မှာနားလဲရှိရပါနော်ဆိုတော့ဒီအချိန်မှာလဲယေရှုကမာသာတို့အိမ်ကိုသွားရောက်တာဖြစ်တယ်မာသာနဲ့မယ်ရီကယေရှုခရစ်တော်ကိုညစာစားဖို့ပဲဖြစ်ဖြစ်နေထိုင်ရင်ပဲဖြစ်ဖြစ်စီစဉ်တဲ့ခါမှာသူကဘာလဲဆိုတော့မာသာကြောင့်ယေရှုခရစ်တော်ညနေစာစားမဲ့အလုပ်တွေသူဘလို့နေရမယ်ထိုင်ရမယ်ဆိုတဲ့ဟာအမြဲတမ်းစီစဉ်တဲ့အတွက်ဘုရားသခင်ရဲ့ခြေတော်ရင်းကိုမရောက်နိုင်ဘူးဒါပေမဲ့ဒီကျမ်းပိုက်ကိုကျွန်တော်လေ့လာတဲ့ခါမှာဘာလဲဆိုတော့မယ်ရီကြတော့သူကအလုံးမလုံးဘူးပြင်းရသောသူလို့တော့ဘယ်တော့မှကျမ်းစာမှာမညွှန်ထားဘူးပေါ့နော်အင်မတန်မှသူကဒီဘုရားသခင်ရဲ့ခြေထောက်ကိုဒီဟိုပါပေါ့ဂျင်ကာပေါ့နော်အဲ့ဒီအချိန်မှာ300လောက်တန်တဲ့ရေမွေးကို
သူ့ရဲ့ယေရှုခရစ်တော်ရဲ့ခြေပေါ်ကိုဆေးတဲ့သူလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ Mary နဲ့ Martha နဲ့တအိမ်ထဲမှာညီကိုမောင်နှမဖြစ်တော်ညာလည်းပဲယေရှုခရစ်တော်ကသူတို့အိမ်ကိုတေးတဲ့အခါမှာMartha ကျတော့ယေရှုခရစ်တော်ရဲ့ခြေရင်းကိုမရောက်တော့ဘူး Mary ကကျတော့အလုပ်ဆရာရှိရလုပ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ရဲ့ခြေရင်းကိုရောက်ဖို့သူကအချိန်ရှိရပါနော်ဆိုတော့ပြောချင်တဲ့အရာဒီနှစ်နေရာဒီမိသားစုထဲမှာမောင်နှမနှစ်ယောက်ထဲတောင်မှရွေးချယ်ပုံရွေးချယ်နေရမတူဖြစ်နေတာပေါ့နော်ဆိုတော့မာတာကဘာပြောလဲဆိုတော့သူ့ညီမကိုယေရှုခရစ်တော်ကိုဆေခိုင်းပြီးတော့သူ့ရဲ့အလုပ်ကိုဝင်ကိုဖို့ပြောလာတဲ့အခါမှာယေရှုကမာတာလို့ခေါ်လိုက်တာဖြစ်တယ်ပေါ့အရေးကြီးဆုံးတစ်ခုအသင်မှာကြံခဲ့တာဖြစ်တယ်ဒီအမှုများစွာမှာသင်ကအလုပ်များနေပြီးတော့သခင်ရဲ့တပါးတီသောသခင်ရဲ့ခြေတော်ရင်းကိုတော့မရောက်နိုင်တော့ပြောချင်တဲ့အရာကဘာလဲဆိုတော့ Mary ကယေရှုခရစ်တော်သူတို့အိမ်ရောက်လာတဲ့အခါမှာလှုပ်ရှားရှိတာနေရာထိုင်ခင်းစင်ပေးပြီးမှသူကခြေတော်ရင်းကိုရောက်လာတာဖြစ်တယ်အခုကျွန်တော်ဒီအသင်းတော်မှာလည်းအခုလူငယ်တော်များများပါလာတာတွေ့တယ်ဆိုတော့ဘုရားကျောင်းတော်ရောက်တယ်ဒါမဲ့ကျွန်တော်ဘုရားသခင်ရဲ့ခြေတော်ရင်းပေါ့နော်မျက်မှောက်တော်တော်များများကျွန်တော်မရောက်ဘူးတိတယ်ပေါ့နော်တိတာကိုခန်းစားချက်အော်ဒဘာစိတ်မှာလည်းဖော်ပြထားတာတွေတော့ရှိမှာပဲဆိုတော့ပြောချင်တဲ့အရာကျွန်တော်အသင်းတော်အပတ်တိုင်းသွားတယ်လူငယ်အစီအစဉ်တွေမှာပါဝင်တယ်ဖျားเจ้าကိုပုံမှန်ရောက်တော့လဲပဲဖျားသခင်အရှိခြေတော်ရင်းကိုကျွန်တော်မရောက်တာတော်တော်များတယ်ကျွန်တော်ဖျားသခင်ခြေတော်ရင်းရောက်ဖို့အမြဲတမ်းမှအရေးကြီးတယ်ရှင်ယောဟန်မှာကျွန်တော်တပည့်ပေါ့အမြဲတမ်းမှလူငယ်တယောက်အရင်ကြွေးဝတဲ့တထေးသားတယောက်ကသခင်စီကိုလာတဲ့အခါမှာသခင်ကိုသူကကောင်းကင်နိုင်ငံရောက်ဖို့သူဘာလုပ်ဖို့လိုသေးလဲဆိုတဲ့ဟာသူကမေးတာပေါ့နော်မေးတဲ့ချိန်မှာသခင်ယေရှုကတခုလိုတယ်အဲ့ဒီတခုကဘာလဲဆိုတော့မုတ်ဆက်ကပေးထားတဲ့ပညက်တွေကတော့သူငယ်ကလေးကကျွမ်းကျင်မိသားပေါ့ကိုယ့်ရဲ့အိမ်နီးနာချင်းကိုကိုယ့်ရဲ့အိမ်နီးချင်းကိုကိုယ်နဲ့အမျှချစ်မယ်ဆိုတာကျွန်တော်ငယ်ကလေးကလှုပ်လာတာအကုန်လုံးကျွန်တော်ပြည့်စုံပြီးသားဖြစ်တယ်ဒါမဲ့ယေရှုခရစ်တင်တခုတည်သောအရာကြံတယ်တင်း၌ရှိတဲ့ဥစ္စာတွေကိုရောင်းပြီးတော့မှဆင်းရဲတာမရှိသောဆင်းရဲသားတွေကိုကိုငီဖို့ပြောလာတဲ့ခါမှာသူကဝန်နေစွာပြန်ရတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်ဒီနေ့အသင်းတော်တွေမှာဘုရားသခင်ရဲ့အမှုတော်မြတ်မှာကျွန်တော်ကတစ်ဖက်တအားနဲ့ပါဝင်ကြတော့လဲပဲကျွန်တော်အမှုတော်မြတ်မှာတော့အလုပ်များကြတာများတယ်တော်တော်များများပါစတာပဲဖြစ်ဖြစ်ကျွန်တော်အသင်းကျွန်တော်ဆိုဆရာအချမ်းပြောသလို10နှစ်နီးပါးအသင်းတော်မှာဆက်ကပ်ခဲ့တာဖြစ်တယ်Sunday တီးတယ် worship leader လုပ်တယ်ဒါပေမဲ့ဖျားเจ้าသားရောက်တာကိုကဖျားသခင်နဲ့မတွေ့ပဲပြန်တဲ့အချက်အယမ်းများတယ်ဆိုတော့တစ်ဖက်ကဒုဘီတော့ကဖျားเจ้าမှာဆက်ကပ်တယ်အယမ်းဆက်ကပ်တယ်အတ္တဖြူစင်တယ်ဆိုပြီးချီးမွမ်းကြတော့လဲပဲတကယ်ကိုအတ္တမှာဘာလို့လဲဆိုတော့ငြိမ်သက်ခြင်းမရအောင်ဖျားเจ้าမှာသာရောက်တယ်ဒါပေမဲ့ဖျားသခင်စီကလာတဲ့သူ့ရဲ့စကားပြောခြင်းသူကနှစ်သိမ့်ပေးခြင်းခွန်အားပေးခြင်းသူ့ရဲ့အလင်းတော်တွေကိုကျွန်တော်အတ္တမှာမရောက်လာတဲ့ခါမှာနှစ်ဒေတာကြာသွားတယ်ဒါပေမဲ့အတ္တကbest life ပေါ့နော်လေးလိုက်ထားလိုက်နဲ့သွားလာတယ်အရင်များတယ်ဆိုတော့အခုဒီကျွန်တော်2021ဝန်းကျင်မှာကျွန်တော်အဖေကဆိုင်ဥမာကြီးကန်ဆာဖြစ်လာတော့အဲ့ဒီအချိန်မှာဆရာဝန်ကပြောတာတခုကဘာလဲဆိုတော့နင်းအဖေကအခြေအနေမကောင်းတော့မကြခင်ပေါ့နော်တပတ်နှစ်ပတ်ဆိုသူသွားတော့မယ်ဆိုတဲ့ဟာကျွန်တော်ကိုပြောတယ်ကျွန်တော်ပြောလာတော့ခါကျွန်တော်ကအဲ့ဒီအချိန်မှာညတကောင်ရံမှာထပြီးတော့ဆူတောင်းတယ်ဒူးထောက်အဖေကအိတ်နေပြီအမေလည်းအိတ်နေပြီညီမလေးလည်းအိတ်နေတဲ့အချိန်မှာကျွန်တော်ထတဲ့ခါမှာချမ်းပြင်ပေါ်မှာတယောက်ထဲထားပြီးဆူတောင်းတဲ့ခါအင်မတန်မှမောင်မိုက်တဲ့အရာကျွန်တော်ကောင်းပေါ်မှာရောက်နေတာဆူတောင်းမတောင်းကြက်သိမ်းထားပြီးတော့ချက်ချင်းအာမင်ထူလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဒီနိုင်ငံခြားတရားဟောဆရာတယောက်ကဒီတရားဟောတဲ့ခွဲပေါ့နော်နောက်ထောင်ကြည့်တဲ့ခါမှာတင်တော့ကဘုရားသခင်ရဲ့သားတော်ဖြစ်တယ်တင်တော့ကအဖိုးအခနဲ့ရွေးဝေထားတဲ့သားဖြစ်တယ်ဆိုတော့သားဖြစ်ခြင်းကိုကျွန်တော်ပြန်ပြီးတော့ခန်းစားမိလိုက်တဲ့အခါမှာဒီနေ့အချိန်ထိပေါ့နော်ကျွန်တော်အတ္တအရင်တုန်းကလူငယ်ဖြစ်တုန်းက
ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ best life မဖြစ်တော့ဘဲနဲ့ဘုရားသခင်ရဲ့နှောက်ကပတ်တော်နဲ့ဟိုပါပေါ့မမတ်ရက်လာတဲ့တက်တာဖြစ်လာတယ်ပေါ့နော်ဒါဟိုကိုတက်လို့တော့မဟုတ်ဘူးဘုရားသခင်ကျေးဇူးတော်တာဖြစ်တယ်ပေါ့နော်ဆိုပြောချင်တဲ့အရာကကျွန်တော်တို့ကဒီလူငယ်တော်များများဒီနေ့ဒီခေတ်ဒီခါဆိုရင်ပညာခေတ်ဖြစ်တယ် age of knowledge လို့ခေါ်ကြတယ်အခုဆိုရင်ကျွန်တော်ဒီညနေပိုင်းမှာဝတ်ပြုစီစဉ်မှာကျွန်တော်တရားဟောတယ်ဒီမှာပါဝင်ကြတာနိုင်ငံတကာအတွေ့နေတယ်အချိန်နဲ့တပြင်းကြီးပေါ့နော်ဆိုနိပင်ကအင်မတန်မှမြင့်မားလာတဲ့ခါမှာလူငယ်တော်များများအသင်းတော်လည်းမရောက်ကြတော့ဘူးအိမ်မှာပဲအချိန်ရှိတဲ့ခါကျဖုန်းနဲ့ပဲကြည့်လိုက်မယ်ဒါပေမဲ့မိတ္တဟာယဆိုတာအရေးကြီးတယ်ကျွန်တော်ခရိယန်တွေကမိတ္တဟာယဆိုတာအရင်အရေးကြီးတယ်ဘုရားသခင်နဲ့အရင်နှီးကျွမ်းဝင်ဖို့အရေးကြီးတယ်လို့ကျွန်တော်အချင်းချင်းအခုလိုဝတ်ပြုဆိုယုံပြီးတော့ဝတ်ပြုခြင်းဟာအင်မတန်မှအရေးကြီးတဲ့အချိန်ကာလဖြစ်တယ်ပေါ့နော်အခုကျွန်တော်ဒီမြန်မာနိုင်ငံတော်၎င်းကျွန်တော်အိုယိုပကြည့်တဲ့အခါမှာစစ်မှတ်မှုတွေအရင်များလာတယ်ဘယ်နေရာမှာဆိုငြိမ်းချမ်းမှုတော့မရှိတော့ဆိုတော့ဘုရားသခင်ကလည်းသူ့ကိုကိုအင်မတန်မှကိုးစားတဲ့သူလောက်ပဲဒီချိန်မှာစကားပြောတော့တာဖြစ်တယ်သူတို့ရဲ့ဒီတောင်းဆိုချက်ကိုလိုက်ရောပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒီဟာကကျွန်တော်ဒီဂျေရမိအခန်းကြီး7အငယ်8ကိုကျွန်တော်ဖတ်ပါမယ်ထာဝရဘုရားကိုကိုးစားသောသူထာဝရဘုရားကိုမိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏ထိုသူသည်ကယေရှိသောအရ၌စိုက်၍မျက်နှာ၌အမြင့်ဖြာသဖြင့်ပူသောအရှိန်ရောက်သောကြောင်းကိုမသိအရွက်မညှိုးနွမ်းမိုးခေါင်သောကာလ၌စိုးရိမ်စရာမရှိအစဉ်အမြဲအသီးကိုတီးတက်သောအပင်နဲ့တူ၏လို့ပြောပါတယ်ဆိုတော့ကျွန်တော်ဒီကဘာကြီးကိုလေ့လာတဲ့ခါမှာတော့၎င်းကျွန်တော်အခုလက်ရှိမြန်မာနိုင်ငံကိုလေ့လာတဲ့ခါမှာတော့၎င်းဆောနာဆရာပြောသလိုပဲစိုးရိမ်ကြောင်းကြားဆရာတွေကျွန်တော်ဘေးနားမှာအများကြီးရှိတယ်ညနေ6နာရီဝန်းကျင်ဆိုကျွန်တော်တော်များများမထွက်တော့အိမ်ထဲမှာပဲနေကြတာများတယ်ဆိုတော့ပြောချင်တဲ့အရာကဘာလဲဆိုတော့ထာဝရဘုရားကိုကိုးစားသောသူမှာတော့ကြောက်စရာအကြောင်းမရှိဘူးဟာလေလုယာထာဝရဘုရားကိုကိုးစားသောသူမှာတော့ဒီဒုက္ခဘေးကာလဆိုတာမရှိဘူးရှိတုံရတယ်သူရင်ဆိုင်နေရတော့လည်းပဲအများနဲ့မတူအောင်သူကငြိမ်သက်ခြင်းရနေတာဖြစ်တယ်ခွန်အားရနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ချင်းလို့မှာတော့ vow ပြီးအတဲ့မောတော်တော်များများချင်းလို့လည်းရမယ်ထင်ပါတယ်vow ပြီးအတဲ့အရင်အင်မတန်မှအသီးနှံလည်းမထွက်တော့ဘူးကျွန်တော်ဒီဓမ္မဟောင်းမှာကျွန်တော်လေ့လာတဲ့ခါမှာဆီးရီးယားစစ်သေးတွေကဒီဣသရေလလူမျိုးကိုဝိုင်းရံတဲ့ခါမှာသူတို့အစားတော့ပြတ်သွားပြီဘယ်သူမှအပြင်မထွက်ရဲမဝေတော့တဲ့ခါမှာကိုယ့်ရဲ့သားသမီးတော်မှာကိုချက်ပြီးတော့စားတော့ရတဲ့အချိန်ထိရောက်လာတဲ့ခါမှာဖခင်လူကဘာပြောလဲဆိုတော့မနေ့ပြန်ဒီချိန်ဒီခါမှာဒီဟွာပေါ့နော်ဒီအစားတော့ကိုမြို့ရဲ့တကားဝမှာရောင်းမယ်လို့ပြောလာတဲ့ခါမှာအဲ့ဒီရှင်ဘုရင်ရဲ့လူအကြံပေးသောပုဂ္ဂိုလ်ကဘာထပြောလဲဆိုတော့ကောင်းကင်တကားကိုဖွင့်ပြီးတော့ဒီအရာတွေဖျားသခင်ကဖွင့်ပေးရင်တော့မှဒီအရာတွေအစားတော့ဆိုတာမရှိနိုင်ဘူးမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောတဲ့အခါမှာအဲလိရှေကဘာပြောလဲဆိုတော့သင်မနေ့ပြန်မှာမြင်တော့မြင်ရမယ်ဒါပေမဲ့မစားရဘူးပြောတဲ့အခါမှာပြောချင်တဲ့အရာအဲ့ဒီလူကမနေ့ပြန်ရောက်လာတဲ့အခါမှာအဲ့ဒီအရာတကယ်ကိုဘုရားစကားဖြစ်တဲ့အတွက်ဂတိတော်နဲ့တည်တဲ့အတွက်မူသားမပါတဲ့အတွက်ဘုရားစကားတည်တဲ့အတွက်အဲ့ဒီနေ့အဲ့ဒီအချိန်မှာတကယ်ပဲလူနာဆွဲတဲ့၄ယောက်ကလာတော့အဖြစ်ဆီးရီးယားစစ်သည်တွေကိုအကုန်လုံးပြန်သွားတဲ့ခါမှာအစားတော့ရလာတာဖြစ်တယ်အဲ့ဒီအချိန်မှာ तू ပြောတဲ့အတိုင်းဝန်ခံတဲ့အတိုင်းဆရာအချံပြောသလိုပေါ့နှုတ်ကဝန်ခံတဲ့အတိုင်း तू ကမစားရမြင်တော့မြင်တယ်မစားရတဲ့ခါမှာဘယ်လိုလဲဆိုတော့ဘုရားသခင်ကိုမထင်မဲ့မြင်မကိုးစားတဲ့အတွက် तू အသက်တာဘယ်လိုဖြစ်လာလဲဆိုတော့နင်းဖက်ဖြစ်သွားတယ်သူများရဲ့ဒီနင်းဖက်ခိုင်းဖက်ဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာမြို့ရဲ့တကားဝမှာအလူရက်ဝဲတဲ့ခါမှာအဲ့ဒီမြေကြီးထဲမှာ तू အနင်းခံရပြီးတော့တေသွားတယ်လို့ကျွန်တော်ချမ်းစာမှာတွေ့ရတာဖြစ်တယ်ဆိုတော့ဒီအချိန်ဒီကာလမှာကျွန်တော်ကဘုရားသခင်နဲ့မသွားတတ်တဲ့အသက်တာအင်မတန်မှကြောက်စရာကောင်းတယ်ဆိုတော့အခုကျွန်တော်ပုံမှန်ဆိုရင်ရန်ကုန်မှာဆိုရင်ဒီ coffee Premier 3 in 1ဆိုရင်3000 2800စဝယ်လာတယ်ပေါ့နော်အခု
ရွာမှာရောက်တယ်3500ရောက်သွားတယ်အခုဟာကားမှာလက်ရှိ6500ရှိတယ်ဆိုတော့ပြောချင်တဲ့အရာကကျွန်တော်စားနေ့စဉ်နဲ့အမျှစားသုံးနေတဲ့အရာကုန်စည်နှုန်းတွေအမြဲတမ်းမြင့်လာတယ်ဆိုတော့ဒီချိန်မှာကျွန်တော်ဘုရားသခင်နဲ့မသွားတဲ့တော့ဟိုမိမိကိုမိမိပေါ့နော်ဟိုတေချောင်းကျန်တဲ့အစီအစဉ်အများကြီးရှိတယ်အခုကဘာမှာတွေ့ရတယ်ကိုရီးယားတွေဘလောက်ပဲအောင်မြင်ကြော်ကြားတချင်းတွေဘလောက်ပဲဟိုကြော်ကြားမှုရပါစေသူတို့အသက်တာမှာငြိမ်သက်ခြင်းမရှိလာတော့တဲ့အခါမှာသူတို့ကိုသူတို့ suicide လုပ်သွားတဲ့သူအများကြီးပဲတွေ့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာယုံကြည်သူဒီနေ့ကြွလာတဲ့ယုံကြည်သူတူတယောက်ချင်းစီဟာဒီဘုရားသခင်ထံမှလာတဲ့ငြိမ်သက်ခြင်းဒီဘုရားသခင်စီကကိုးစားယုံကြည်တဲ့အတ္တတာမျိုးကျွန်တော်မှမရှိရင်အခက်ခဲရောက်တဲ့ချိန်မှာဟိုပျက်စီးတတ်တာတွေအများများတယ်ဗောနော်ပြီးတော့တော်တော်များများကျွန်တော်ဒီယုံကြည်သူမြန်မာနိုင်ငံယုံကြည်သူပဲပြောမလားကျွန်တော်လေးလာမိသလောက်ခရိယန်အတိုင်းဝိုင်းဆိုတာလည်းပဲကျွန်တော်ဒီရှင်ယောဟန်အခန်းကြီး6အငယ်26မှာပြောသလိုပဲအဲ့ဒီအချိန်အတော်တွင်းမှာဗာလဲဆိုတော့ခရစ်တော်ကလူ9000ကိုတောင်ပေါ်မှာမုံ9လုံးနဲ့9ဟယ်လိုမုံ9လုံးနဲ့9နှစ်ကောင်အားဖြင့်လူ9000ကျော်အဲ့ဒါအမျိုးသားတွေပဲเนาะကလေးတွေမပါအောင်ကျွေးမွေးပြီးမှယေရှုခရစ်သူတို့အမြဲတမ်းပျော်လာတဲ့အခါမှာယေရှုခရစ်တိတ်တိစိတ်ငြိမ်သက်တဲ့တိတ်ဆိတ်တဲ့နေရာကိုဝင်သွားတဲ့အခါမှာအဲ့ဒီလူ9000ဟာသူ့ကိုအမြဲလိုက်ရှာရလို့ပြောတယ်အဲ့ဒီကျမ်းဆိုလို့ရဆိုတော့သခင်ယေရှုကဒီမှာဗာပြောလဲဆိုတော့ယေရှုကလည်းငါအမှန်ကန်ဆိုသည်ကတင်တို့သည်နမိတ်လက္ခဏာကိုမြင်သောကြောင့်ငါကိုရှာသည်မဟုတ်သူ့ရဲ့ဒီဘုရားသခင်သားတော်ရဲ့ထံမှလာတဲ့ဒီတကိုးတော်ကိုသူတို့တိလို့မဟုတ်ဘာလို့လဲဆိုအောက်မှာဗာပြောထားတယ်ဆိုမုံကိုဝါလင်စွာစားသောကြောင့်သူ့ကိုရှာတာဖြစ်တယ်ဆိုပြီးမောင်းထောက်လိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီယုံကြည်သူအတိုင်းဝိုင်းမှာလည်းပဲအပွဲဖြစ်တဲ့အခါလူအရန်စီတဲ့အခါဒီနေ့ဆိုရင်ဥမာဆိုပါစို့အသင်းတော်မှာအဆိုတော်နာမည်ကြီးဟာခါမှာနာမည်ကြီးအဆိုတော်တွေလာမယ်ဆိုရင်ကျွန်တော်အင်တန်မှပါဝင်ခြင်းတယ်ဒါမဲ့လူမရှိဘူးဒီနေ့မိုးလေးရွာတယ်မသွားတော့ဆိုရင်5ယောက်လေးဖြစ်တတ်တာရှိတယ်ပြောချင်တဲ့အရာကျွန်တော်ကဘုရားသခင်ကိုးကွယ်တဲ့အခါမှာ commitment နဲ့ကိုးကွယ်ဖို့လိုတယ်ဟိုပါပေါ့တဏိဋ္ဌံချပြီးတော့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေကျွန်တော်ကိုးကွယ်မယ်ဆိုတော့စိတ်ဟိုဆုံးဖြတ်ချက်နဲ့ကိုးကွယ်ရတာဖြစ်တယ်မနော်ဆိုတော့မာသာကလည်းပဲဘုရားသခင်ရဲ့အမှုတော်မျက်မှာတော့ तू ကဘယ်လိုပြောရမလဲပါဝင်တယ်ဆက်ကတ်တယ်အလုတ်လုပ်တယ်ခရစ်တော်ကို serving လုပ်ချင်တယ်ပေးကမ်းချင်တယ်အကောင်းဆုံးလုပ်ပေးချင်တော်လည်းပဲခရစ်တော်ရဲ့ခြေတော်ရင်းကိုမရောက်လာတဲ့ခါမှာခရစ်တော်တခုတည်းသောအရာသင်မှာလိုအပ်နေတာဖြစ်တယ်ဆိုပြီးတော့ပြောတာမေရီယာတော့ဗာလဲဆိုတော့ तू ကရွေးချယ်ပြီးသွားပြီအလုတ်တော့လုပ်တယ်ကူစရာရှိရကူလိုက်တယ်ဒါပေမဲ့ယေရှုခရစ်တော်ခြေရင်းရောက်လာတဲ့ခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ယေရှုခရစ်တော်ခြေရင်းရောက်တယ်ဆိုတဲ့အရာဗာလဲဆိုတော့slender လောက်တယ်ကိုရောကျွန်တော်မတက်နိုင်တော့ဒီလောကအရာမှာကျွန်တော်ဘာမှမတက်ဆွမ်းနိုင်တော့ကိုရောခြေတော်ရင်းကိုကျွန်တော်လာတာဖြစ်တယ်ဆိုတော့ပြောချင်တဲ့အရာကိုရောရဲ့စကားကိုနားထောင်တယ်ကိုရောရဲ့သွန်သင်မှုကိုကျွန်တော်ခံယူမယ်ဆိုရင်ဒါအင်မတန်မှသူ့ထံကနေဘယ်သူမှမနှုတ်မယူရလို့ပြောတယ်အကောင်းဆုံးသောအရာကိုသူကရွေးချယ်တာဖြစ်တယ်ဘုရားသခင်နဲ့တွေ့တဲ့အတ္တတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဝန်ခံဖို့လည်းအရင်ရေးကြည့်တယ်ကိုးစားသောနေရာမှာကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တဲ့အရာကဘာဆိုဂါလက်ဖြစ်တယ်မိုးဆက်စ်ကခါနန်ပြည်ကိုဝင်တော့မယ်အချိန်မှာဒီဟိုလူမျိုး12မျိုးရှိရပါနော်အဲ့12မျိုးတိုင်းကိုခေါ်တဲ့အခါမှာဒီဝင်ကြတယ်လေ့လာတဲ့အခါမှာအဲ့ဒီလူမျိုး12မျိုးမှာဣသရေလလူမျိုး12မျိုးထဲမှာဂါလက်နဲ့ယောရှုပေါ့နော်ယောရှောရဲ့ဂါလက်ပြေကလူ10ယောက်ကဘာလဲဆိုတော့ကောင်းတယ်မိုးဆက်စ်ရေအဖိုးရေကောင်းတယ်ဒီခါနန်ပြည်အင်မတန်မှဟိုဖိုးပွားတွေပြောသလိုပဲဒီစပြည့်ရည်နဲ့ပြားရည်စီးဆင်းတဲ့နေရာဖြစ်တယ်သူတို့ရဲ့စပြည့်ဆိုရင်အင်မတန်မှကြီးပြီးတော့လူ2ယောက်တောင်မှမနေရတယ်ဆိုတော့ပြောချင်တဲ့ကဟိုဟာပေါ့ကျွေးဝါးတဲ့အသက်တာနေချင်းစရာကောင်းတဲ့မြို့ဖြစ်တယ်ဆိုတာတော့ဝန်ခံကြတယ်ဒါပေမဲ့သူတို့ပြောတဲ့အရာအင်မတန်မှကျွန်တော်ထက်အကောင်တွေကြီးတယ်အကောင်လေးဘလို့မှကျွန်တော်နဲ့ရှင်လို့မရပညာအရတော့၎င်းဒီတိုက်ရီခိုက်ရီမှာတော့၎င်းကျွန်တော်မရှင်နိုင်ဘူးလို့ဝန်ခံတဲ့အခါမှာအဲ့ဒီလူမျိုး10ယောက်ကတည်တယ်လို့ပြောတယ်ဆိုတော့2ယောက်တော့သူကဂါလက်နဲ့ယောရှုက
ဘာပြောလဲဆိုတော့ဖခင်သခင်ကျွန်တော်အပေါ်မှာဟိုခေအိုင်လောမကျွန်းဖခင်သခင်ကျွန်တော်အပေါ်မှာဂျေဇုပြုမယ်ဆိုရင်ကျွန်တော်ဒီအရာတွေကတိမ်ပိုက်နိုင်ပါတယ်ဆိုရယ်ဖခင်သခင်ကိုနှုတ်နဲ့ဝန်ခံတဲ့အခါမှာသူတို့ဘာပြောလဲဆိုတော့အဲ့ဒီကာလက်ကအဲ့ဒီအချိန်ဒီခါနန်ပြည်ကိုတွားလေ့လာတဲ့အခါမှာအသက်က40ပဲရှိရလို့ပြောပါတယ်နော်40ဖြစ်လာတဲ့အခါမှာ तू ကဒီ number ပေါ့နော် number 14မှာကျွန်တော်လေ့လာတဲ့အခါမှာတွေ့ရတာဖြစ်တယ်ဆိုတော့ तू ဝန်ခံခြင်းမှန်လာတဲ့အခါမှာသူတို့နဲ့ဒီပညာချင်းတော်၎င်းတိုက်ရိုက်ခိုက်ရမှာအင်မတန်မှကြော်ကြားကြီးထွားတော်လဲပဲသူကဖခင်သခင်အခွင့်ရှိရင်ကျွန်တော်နိုင်မှာဖြစ်တယ်ဆိုရယ်ဝန်ခံခြင်းကိုမှန်တဲ့အခါမှာ तू အသက်85ရောက်လာတဲ့အခါမှာ तू ပြောတာတခုရှိရယ်ဘာလဲဆိုတော့ तू အဲ့ဒီအသက်40တုန်းကခွန်အားအခုချိန်ထိ तू ပျောက်ကွယ်မသွားဘူးเนาะအသက်85ရောက်တဲ့ချိန်မှာမျက်စိအားလည်းအင်မတန်မှကောင်းတယ်ဟိုတိုက်ခိုက်သွားလာတဲ့အခါမှာလည်းအင်မတန်မှအားတွေအပြည့်နေတော့ပဲအဲ့ဒီအသက်40ဝန်းကျင်အသက်ဒီခွန်အားတွေသူ့မှာရှိသေးတယ်လို့ပြောတယ်ပြောချင်တဲ့အရာကဘာလဲဆိုတော့ကျွန်တော်ဝန်ခံဖို့အလိုတယ်အခြေအနေပေါ်မှာလူတိုင်းတော်တော်များများမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးဒီလောက်ဒေါ်လာဈေးတွေတက်တာဒီလောက်ကုန်ဈေးနှုန်းတွေတက်တာမဖြစ်နိုင်ဘူးဒီမှာစားဖို့တောက်ဖို့ကြွေဝါဆိုနေထိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ကျွန်တော်ဒီလောကအမြင်ကိုပတ်ဝန်းကျင်ကိုကျွန်တော်လေ့လာတဲ့အခါမြင်တဲ့အမြင်တွေနဲ့ဆုံးဖြတ်မယ်ဆိုရင်ကျွန်တော်ကဘုရားသခင်ရဲ့ဂတိတော်နဲ့မသွားဘူးဆိုရင်ကျွန်တော်မှာဒီအမင်္ဂလာတွေရှိရပါတော့ဆိုတော့ယုံကြည်သူဟာဒီမှာရောက်လာတဲ့သူအရောက်ချင်းစီတိုင်းရပါလားဆိုတော့တမှုထူးခြားသောသူဖြစ်တယ်ပေါ့နော်သင်ဟာအသွေးနဲ့ရွေးဝေထားအဖိုးအခနဲ့ရွေးဝေထားတယ်ဖြစ်တယ်ဆိုတော့အဲ့ဒီအဖိုးအခကျွန်တော်ကဟိုဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ပဲဖြစ်တယ်ဒီအိုင်စာယမှာပြောထားတယ်ဒီလူတွေကသူ့ကိုချီးမြှောက်ဖို့အတွက်ဖန်ဆင်းထားတဲ့လူသားဖြစ်တယ်လို့ပြောပါတယ်အိုင်စာယထဲမှာပေါ့နော်ဆိုတော့အသင်းတော်လို့ကျွန်တော်ပြောတဲ့ခါမှာလည်းပဲဒီအသင်းတော်ကဒီအချက်တစ်ချက်မှာပါဝင်တယ်လို့ခမည်းနဲ့ကျွန်တော်ဟာလည်းပဲဒီတန်ရှင်တော်ဝိညာဉ်တော်ဗိမာန်ဖြစ်တယ်ဆိုတာတစ်ကောမှာပြောထားတာပေါ့နော်ဆိုအဲ့ဒီဗိမာန်ကိုဖျက်ဆီးတဲ့သူဟာသူ့ကိုဖျက်ဆီးခံရမယ်လို့ပြောပါတယ်ဆိုတော့ဒီတပတ်မှဒီတနင်္ဂနွေနေ့တရက်တလေတနာရီ2နာရီ3နာရီလောက်ထိကျွန်တော်ဖျားချောင်းလာပြီးတော့ဆက်ကတ်ကောင်းကင်တမန်လေးလိုပဲပေါ့နော်ဆက်ကတ်ကြတယ်ဖြူစင်အောင်ဟိုဝတ်စားတယ်ဝတ်ကြပဲမဲ့လဲနေ့စဉ်အသက်တာအမြဲတမ်းမှအရေးကြီးတယ်ဖျားသခင်မျက်မှောက်တော်ဆိုတာနေရာတိုင်းဖြစ်တယ်အိမ်သာတက်ရင်လည်းဖျားသခင်မြင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအသင်းတော်အမြဲတမ်းမှအရေးကြီးတယ်နောက်ကပတ်တော်နဲ့ပြည့်တဲ့ခါမှသာလဲအဲ့ဒီဒီကျွန်တော်ဒီကျန်းစာကိုဂိုင်ယုံနဲ့မဟုတ်ဘူးဒီအထက်အစာတွေကိုကျွန်တော်နှလုံးထဲကသွင်းပြီးတော့အဲ့ဒီအတိုင်းကျွန်တော်ကြင့်ကြံမယ်သွားလာမယ်စီးပူးမယ်ဆိုရင်ကျွန်တော်ကဒီဘုရားသခင်ရဲ့ဂတိတော်ရှိတဲ့အတိုင်းကျွန်တော်ကကြွေဝါတော်သူဖြစ်တယ်မျက်နှာမှာစိုက်တဲ့အပြင်ဘယ်သောအခါမှမိုးခေါင်သောကာလအင်မတန်မှခက်ခဲတဲ့ကာလတော်မှာအရွက်မနှွမ်းဘူးလို့ပြောပါတယ်အတီးအမြဲတမ်းတီးတယ်12ရာသီလုံးတစ်လတစ်ခါအတီးတီးတဲ့အရာနဲ့နှိုင်းထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့လူငယ်တွေကိုးစားတဲ့အရာမမှားဖို့အရေးကြီးပါတယ်ပတ်ဝန်းကျင်နဲ့မဆုံးဖြတ်ပါနဲ့တမန်ကျမ်းစာနဲ့တွားပါတမန်ကျမ်းစာကိုနေ့တိုင်းဖတ်ပါဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာပါဆိုတော့အင်္ဂလိပ်စာမှာဘယ်လိုပြောထားလဲဆိုတော့ read it to be wise လို့ပြောပါတယ်ဒီတမန်ကျမ်းစာကိုဖတ်ပါဘာလို့လဲဆိုတော့ပညာရှိဖို့အတွက်ဖတ်ပါread it to be safe လို့ပြောပါတယ်သင်ကယ်တင်ခြင်းရဖို့ခိုင်မာဖို့အတွက်ဒီကျမ်းစာကိုယုံကြည်ပါလို့ပြောပါတယ်practice it to be holy လို့ပြောပါတယ်ဆိုတော့ကျွန်တော်တော်တော်များများခရိယန်တွေကပါလဲဆိုတော့ကျမ်းစာတော့ဖတ်တယ်ယုံကြည်ခြင်းကိုရတယ်တည်သွားရင်ကောင်းကင်နိုင်ငံသွားမယ်ဆိုတာဘယ်သူအကုန်လုံးကိုဝန်ခံတယ်ဒါမဲ့တန်ရှင်းဖို့ကြတော့ကျွန်တော်ဒီကျမ်းစာအတိုင်းမကြင့်ကြံတော့ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုတော့အဲ့ဒီကြင့်ကြံဖို့အထိကျွန်တော်သွားဖို့လိုတယ်ဒီခက်ခဲဆိုးရုပ်တဲ့ကာလမှာကျွန်တော်ကတမန်ကျမ်းစာတိုင်းစက္ကပ်ဖို့လိုတယ်ဆိုတဲ့ဟာကိုအနေငယ်ခွန်အားပေးချင်တာဖြစ်ပါတယ်အရောက်ချင်းစီတိုင်းအတွက်ဖျားသခင်ကတစ်တဖန်ကောင်းချီးပေးပါစေထိုပဲကျေးဇူးတင်တယ်အလုံးခွန်အားရမယ်လို့ပြောလင်းတယ်မနေ့ပြန်ကကျွန်တော်တို့ဒီ line ကဖက်မှာကျွန်တော် home visit လာဖို့ကြိုးစားမယ်လို့เนาะအဲ့ဖက်ကကိုလည်းပြောပြကြပါအောင်လို့
တကယ်ပဲဒီနေ့တရားဟောတာကျွန်တော်တို့ဒီဒေါက်တာဒူဘီကကျွန်တော်တို့ခဏပြောနေတဲ့ကျွန်တော်ရဲ့ဟောပေါ့နော်ဒီတငယ်ချင်းတွေထဲတယောက်ပေါ့နော်ကျွန်တော်တို့ဒီသူကအရင်တော့ကတော့ရန်ကုန်ကျွန်တော်တို့ Live Baptist Church မှာသူကpiano တီးတာပေါ့ piano သူက worship သူကအဆူဝတ်နာပါတယ်အတီးလဲဝတ်နာပါတယ်နော်ဆိုတော့ရန်ကုန်မှာသူမျိုးကြီးပေါ့မျိုးကြီးလို့ခေါ်တာပေါ့သူအတန်ကလည်းမြင့်တယ်အဲတော့ကသူက crazy ပေါ့နော်စပင်လင်းနေရှည်တယ်ဆိုတော့တဲ့ဂီတာမတီးတဲ့လင်းနေစပင်ရှည်တော့အထင်ကြီးတာပေါ့နော်ဆိုတော့တကယ်သူက crazy ခုတော့မျိုးကြီးမဟုတ်ဆရာကြီးဖြစ်သွားပြီတကယ်ပဲဖျားကသူ့ကိုကောင်းကြီးပေးတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖျားเจ้าမှာဘယ်သူမှမခိုင်းကျွန်တော်ဆက်ကကြတယ်ကျွန်တော်လည်းဘယ်သူမှမခိုင်းဘူးကျွန်တော်ဆက်ကကြတယ်ဆိုတော့ကျွန်တော်ခဏပြောနေတာဒီကကျွန်တော်တကယ်ချင်းတွေထဲမှာအခုဟာကထောင်းပိုင်ရှင်အာဥပေါ့နော်သူလည်းကျွန်တော်ဖွိတ်ထဲကတယောက်ပေါ့နော်ဆက်ကထားတယ်ဆိုတော့အခုကျွန်တော်မြို့နယ်လက်စစ်မှုံဆိုတာလဲကျွန်တော်ဖွိတ်ထဲကတယောက်ပဲဆက်ကဘယ်သူမှမခိုင်းပုံမှန်လဲဆိုတော့တယောက်ရှိတယ်ဒီကဇွန်ဘာဟိုအကအတင်တန်းဖွင့်တဲ့မမောအခုကတော့ဒေါက်တာလန်လျံရဲ့မင်းမပေါ့နော်သူလည်းပါဝင်တယ်ပြီးတော့အခုကျွန်တော်ဒီအထက်ကတင်နာကဖျားချောင်းကြီးက senior pastor ဆရာတယ်လို့ဆိုတာပါတယ်ပြောချင်တာကကျွန်တော်ဖျားချောင်းမှာလာပြီးတော့ပါဝင်ဆက်ကတာကဘယ်သူမှမသိဘူးကျွန်တော်ဆရာတွေကလည်းတိတ်မနှောက်ဆက်ပါဘူးနှောက်ဆက်ဆရာလည်းမလို့ကျွန်တော်ပါဝင်ဆက်ကတာအမြဲတမ်းမှတ်တမ်းတင်ပေးတဲ့သူကဖျားသခင်ဖြစ်တယ်ဟာလေလုယာဖျားသခင်ကျွန်တော်ကိုအမြဲတမ်းအမြင်မဖြစ်စေဘူးခေါင်းဖြစ်စေမယ်ဆိုတော့ဒီနေ့ဒီဖျားကလည်းဒီနေ့ဒီသူ့ရဲ့သားကိုလည်းဒီနေ့အမတာမှချီးမြှောက်ထားပါတယ်လို့နော်နောက်ကြရင်ကျွန်တော်တို့ဒီနိုင်ငံရေးကောင်းလာတဲ့ခါကြရင်ကျွန်တော်ရန်ကုန်ရောက်တဲ့ခါကြရင်သူနဲ့ပြန်လဲပြီးတော့ပြန်မိတ်ဆက်ပါမယ်နော်သူ့အခြေအနေတော့မိတ်ဆက်သေးဘူးနော်လောလောဆယ်တော့ဘာဖြစ်ဖျားခင်ကျေးဇူးတော်ပဲဆိုတော့ကျွန်တော်တို့အခုချိန်မှာကျွန်တော်အားလုံးမတည့်ရပြီးတော့ hallelujah chorus လေးကိုတီးဆိုပြီးတော့ကျွန်တော်တို့ဒီအဆုံးကောင်းချီးပေးခြင်းအပြင်ကျွန်တော်တို့အဆုံးတက်ကြအောင်ပြီးတော့ကျွန်တော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီနေရာလေးမှာအချူအေးလေးအားလုံးတုံးဆောင်ပေးဖို့အတွက်လဲယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ဒီနေ့ပါဝင်ဆက်ကအစီခံတော်တဲ့သူအားလုံးဖျားရှင်တေဖန်ကောင်းချီးပေးပါစေကျွန်တော်အားလုံးမတည့်ရပြီးတော့ကျွန်တော် hallelujah chorus တခြင်းတီးဆိုရအောင် even ကပေကို singဒီနေ့ဖျားသခင်ကိုတက်ဆာရှိစွာနဲ့ကိုယ်ကိုချီးမွမ်းကြကုန်သောဖျားသခင်တန်ရှင်သူဖျားသခင်အသားသမီးအကြီးအငယ်အရောက်စေတိုင်းပေါ်မှာခမဲတော်ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကျွန်တော်ကိုအသက်နဲ့အမျှရွယ်ဝေတော်မူသောသခင်ယေရှုခရစ်တော်ရဲ့ယေရှုတော်နဲ့ဂရုဏာတော်ကျွန်တော်တပတ်တာလုံးကျွန်တော်အသက်တာကိုလုံခြုံစွာနဲ့ဆောင်းလျှောက်လမ်းပြပို့ဆောင်တော်မူသောကျွန်တော်လူအပ်သောအရာလူချင်းသောအချိန်နဲ့အမြဲတမ်းကျွန်တော်ကိုကူညီမဆတော်မူသောတန်ရှင်တော်ဝိညာဉ်တော်ဖျားအတူပါရှိခြင်းသည်ခရစ်တော်မကြွမြင်သည့်အတိုင်းအောင်တင်တော်နဲ့အတူအစဉ်မြဲတည်ရှိတည်နေပါစေသောအာမင်အားလုံးဖျက်ရှင်ကောင်းချီးပေးပါစေ